င်္ဂလာပါအခုဗီဒီယိုလေးကတော့ဂိမ်းဆော့ဆော့တဲ့သူတွေတင်နေပါတော့ဒီတင်တဲ့ဒီ Alice မှာအရန်သုံးဝင်တဲ့ scale တစ်ခုအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဒီ scale ကဒီ dungeon တော့ဘာလို့ဝင်နေရ exploration လုပ်တဲ့နေရာမှာဆိုရသုံးဝင်နေပါတော့အဲ့ဒီ scale တစ်ခုအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်အခုဗီဒီယိုလေးမှာသုံးနေတဲ့ scale က 10 shot dash scale ပေါ့နော်ဒီတိုင်းဗမာလိုကြီးတော့ပြီးတော့ဝင်ချတာထက်ဒီလိုမျိုးလေးဆော့တာပို့ပြီးတော့အဆင်ပြေပေါ့နော်လွယ်တက်ကြတာအဲဒီ scale ဘယ်လိုယူရလဲဆိုတာကိုဗီဒီယိုရဲ့အနောက်ဆုံးမှာထည့်ထားပေးပါတယ်ပထမဆုံး scale ကတော့ဒီလိုရဲတဲ့ diploma with this day general အဲ့ဒီမှာကြည့်လို့ရပါတယ်dash shot scale ကိုဒီ dash shot scale ကတော့ level 4ထိတင်လို့ရပါတော့အဲဆိုဒီဒီနေရာတို့ပြစကေးကတော့ဒီတေးမှာကြည့်လို့ရပါတယ်ဒီတေးမှာ exploration scale ပေါ့နော် exploration scale ဒီ treasure seeker ဆိုတဲ့ scale ပေါ့နော်ဒီတခြား scale တွေကလည်းဒါဒီတွိုင်းနဲ့လုံးကိုင်နဲ့ပွင့်တော့ပွင့်လာမှာပေါ့နော်ဒါပေမဲ့ဒီပထမဆုံးဖွင့်ထားတဲ့ scale ပေါ့နော်ကိုကပထမဆုံးရှိတဲ့ scale ကိုပြပြတာပေါ့နော်ဒီတူကကြတော့ဘယ်လိုလဲဆိုဒီ minimap လေးမှာကိုတွားနေလာနေတယ်ဒီပုံလေးတွေပေါ်တော့ပေါ့နော် treasure လေးတွေtreasure လေးတွေပေါ်နေအဲ့လိုမျိုးအခုဆိုရင်ဒီမှာမမြေပုံမှာဒီမှာ treasure လေးပေါ်နေပေါ့နော်ဒါဥပမာပြအခုဆိုရင်ဒါဥပမာပြတာပေါ့နော်တကယ်တမ်းဆိုရင်တော့ပုံမှန် size ဆိုရင်လည်းတွားကြည့်တော့မှအနည်းနဲ့မပေါ်မှာပေါ့နော် treasure ရဲ့ပုံအဲ့ဆိုသူကလောက်ဝေးကနေစပြီးတော့မြင်ရလဲဆိုတော့ကို try ကြည့်မယ်ဒီတန်ကြံဝင်လာတော့အဲ့ပုံလေးတွေ9ပုံကောက်အောင်6ပုံကောက်အောင်အဲ့လိုမျိုးရှင်းနေကြတယ်သူဒီ scale ရှိတာတော့လွယ်တယ်ပေါ့နော်အဲ့တော့ hidden check တွေပါလေတော့ပြပေးတယ်ပေါ့နော်အဲ့ဒါ ice scale ရဖို့ပါလေလောက်အောင်လဲဆိုတော့သူက precision point 85နဲ့ elegant point 85ပေါ့နော်ရှိရမယ်ပေါ့နော် precision ကကြတော့ body လေးတွေရှားသွားတာရယ်ဒီမက်တွေမှာမြားပြတဲ့ mission လေးရှိအဲ့ဒါလေးလည်းလို့ရင်ဘယ်လိုမျိုးလေးတက်တယ်ပေါ့နော် elegant ကြတော့သူကဒီမက်မရှိကြောင်လေးတွေပေါ့နော်ကြောင်လေးတွေပတ်လိုက်လို့တာအဲ့ဒါတော့လွယ်ပါတယ်ဒါတွေ့တဲ့မမတွေ့တဲ့ကြောင်နှမ်းအောင်လုပ်ပေါ့နော်နောက်ပြီးဘောကောမေမူကြတော့သူကမမဒီလိုမျိုးတင်ကေတာလေးပေါ့နော်ပကံလုံးပုံလေးအဲ့လိုတင်ကေတာရှိရတဲ့သူတွေဆိုမှတော့အစားတောက်တွေပါလေဝင်ရတယ်လေအတောက်ဝင်လာပါအဲ့ဒါနေပွားတက်တယ်အဲ့ဒါတက်ရှော့တက်စကီကိုဘယ်လိုလုပ်ရလဲဆိုတာအတခါလေးသိပြထားပါတယ်你也是来找燕北蒙宝藏的吧？小点声，别惊动了里面的人。燕北蒙宝藏？你不知道？小妹，为什么要告诉我这些？龙湖寨的人把。အဲ့လိုတွိုင်းလိုက်တယ်အမညားလေးတွေတွေ့လို့ရှိရင်ပေါ့နော်အကုန်ကအများတော့စာရွက်ကလေးလိုပါလေးတွေအကုန်ကအဲ့ဒါလေးတော့ပတ်စင်မှာလိုပဲပေါ့နော်ညားလေးတွေပြန်လာဒီတိုင်းပမာလို့ဝင်ရချကြမလို့အဲ့လိုဒီလိုမျိုးဒီတိုင်းလေးတွေ့အဲ့ဒီလည်းပေါ့နော်ဒီပြန်มาတဲ့အဲ့လိုဒီမှာဒီလိုလောက်ကိုတပ်ပါအပေါက်တပ်ပွားရင်ဒီပုံကိုခဏအမနေရာလေးနေရာပြထားတယ်နော်လေးနေရာမီးလင်းရမယ်ဒီနေရာမီးလင်းရမယ်ဒီလိုမီးတိုင်လေးလိုက်တော့ဒါပေမဲ့ချို့မီးတိုင်ကြီးထုံးလေးသားပါနော်ဒီပုံကြည့်လိုက်မယ်တည်းချို့နေရာထုံးလေးသားကိုဆိုနှစ်ခုပဲထုံးမြေပေါ်တော့ကလပ်လေးပေါ်လာပါနော်အမှားဆိုကြာချမ်းပြင်းလုံးလိုက်အောင်ခုံနဲ့ခုံပြီးမိုက်တီဒရောနဲ့ထူလိုက်ပွင့်သွားပြီပေါ့နော်ဒီ
ဒီမျိုးမှများဖြစ်တဲ့ဟာတွေကလည်းတော့လောက်တာဒီဟိုပြပူဝါကြီးဆိုပြီးွားယူလို့မထင်ဘူးသူက ABC ဆိုပြီး strategy ပေါ့နော်ဒီများဖြစ်တဲ့ကိုနဲ့ပြန်ဖြစ်တဲ့ NPC နဲ့က3မှတ်กว่าတာ5မှတ်กว่าတာ6မှတ်กว่าတာအဲ့လိုမျိုးပေါ့နော်6မှတ်กว่าနဲ့တွေ့6မှတ်กว่าကြမှာဒီ point ကိုရတာပေါ့ဒီမှာပြောတယ်အဲ့တော့ညပြလို့ရှိရင်လည်း reward တွေပါရလို့ရှိရင်တတိထားပြီးကြည့်ပေါ့နော်အကုန်လုံး reward ရလိုက်ရလားတကယ်လို့ဒီညပြတာအကုန်လုံးပြီးသွားတယ်ဆိုတော့မြေပုံတွေကနေမလင်းတော့အမှန်ကြီးကလေးပြပြောက်သွားပါမှာကြတော့ဖတ်မယ်အဲ့ဒါမျိုးပုံလေးလေးရှိဖို့မှတ်လာခဲ့ပါမှတ်လာပြီးတော့ဒီထဲမှာ quest တော့ပါဒီမှာလေးလုံးပုံစံဝမီးလင်းထားတာအဲ့အမှထင်းနေအမှလေးဖြစ်တော့မှထင်းနေအဲ့ဖြစ်လိုက်တယ်ရှောင်းလို့လည်းမရဘူးဘယ်နဲ့ပတ်သက်တာတခုခုအဲ့လို exploration နဲ့ပတ်သက်တာမနော် exploration ပိုင်းကိုပို့ပြီးတော့အတန်တော့ exploration ကတော်တော်များများလုပ်ပြီးပြီပေါ့နော်တော်တော်များများပါပုံတော်တော်များများလုပ်ပြီးပြီအဲ့တော့ exploration နဲ့ပတ်သက်တာတွေပဲပို့ပြီးတော့အတန်တော့တခုခုမတိတာတော့သူဆိုလို့ရှိရင်မေးလို့ရတယ်ပေါ့နော်မေးလို့ရပါတယ်ဒီဗီဒီယိုထဲမှာလည်းအောက်မှာ ID ပါပေါ့နော် ID နဲ့အပ်ပြီးတော့မှတ်ပြီးတော့မေးလို့ရတယ်စောင့်ထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်